ကျွန်တော်အခုလောလောဆယ် 5G တိုင်ရဲ့ရှစ်တဲ့မှာရောက်နေတာပေါ့နော် Internet speed test ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တွေစမ်းကြည့်အောင်5G 300ကျော်200ကျော်283 upload က56 53တော့ဘယ်မဆိုးလို့ပြောရမှာပေါ့နော်ကျွန်တော်ထားတဲ့ 5G setting က data လဲကျွန်တော် allow မို့ထားတယ်ပေါ့နော်ထိုင်းရဲ့ 5G ဘယ်လောက်ထိတက်ပါတယ်မဆိုးလို့ပြောလို့ရတယ်ပေါ့နော်